မင်္ဂလာပါပရိသတ်ကြီးဒီနေ့မှာတော့မြန်မာနိုင်ငံရဲ့ဟေဘောလောကမှာရောအမှုပညာလောကမှာပါအားလုံးစိတ်ဝင်စားစောင့်ကြည့်နေကြတဲ့အခြေအရေးသတင်းတစ်ခုအကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲ့ဒါကတော့ဆယ်စုနှစ်တစ်ခုအကြာပရိသတ်တွေချစ်ခင်ကြတဲ့အဆိုတော်လွမ်းပိုင်နဲ့သူ့ရဲ့ဤစားဟောင်းဘော်ဘီစောစာနဲ့အခုလက်ရှိတွဲနေတဲ့မင်းသမီးချောနန်းစုရည်ဒီဆိုတို့ရဲ့အကြောင်းပဲဖြစ်ပါတယ်။သူတို့၃ယောက်ကြားမှာဘာတွေဖြစ်ခဲ့တာလဲအခုနန်းစုနဲ့ကရောဘလို့အခြေအနေတွေလဲအစိုးထိကြည့်သွားပေးကြပါဦးနော်။သူတို့နှစ်ဦးကဟေဘောလောကမှာဆယ်စုနှစ်တစ်ခုကျော်တန်ရုံစင်တွေနဲ့တွေ့ခဲ့တဲ့အတွက်ကြောင့်လူတိုင်းကအားကြရတဲ့ဇုံတွဲလေးတစ်တွဲဖြစ်ခဲ့ပါတယ်။လွန်ပါရင်တချင်းတော်များများမှာဘော်ဘီစောစာကအမြဲရှိနေခဲ့ပြီးခက်ခဲတဲ့အချိန်တွေကိုလည်းအတူတကွဖြတ်တန်းကြော်ဖြတ်ခဲ့ကြပါတယ်။တကယ်တော့လွမ်းပိုင်နဲ့ဘော်ဘီစောစာဆိုတာခွဲခြားလို့မရအောင်ပြိသက်စိတ်ထဲဆွဲနေခဲ့တဲ့ဇုံတွဲတစ်တွဲဆိုလည်းမမှားပါဘူးနော်။ဒါပေမဲ့ဘလို့အကြောင်းတွေကြောင့်သူတို့နှစ်ဦးလမ်းခွဲပြက်ဆဲသွားကြလဲဆိုတာကတော့အလုံးအတွက်နှမျောစရာပါပဲ။ဒါပေမဲ့စတင်ပြက်ဆဲတုန်းကပြိသက်တွေကတော့သူတို့နှစ်ဦးကအချိန်တန်ရင်ပြန်လဲအဆင်ပြေကြမှာပဲလို့ထင်ခဲ့ကြပါတယ်။အခြေရတကူမှာအပေးယူမမျှတာတွေနားလည်မှုလဲတာတွေရှိနိုင်ပေမဲ့သူတို့နှစ်ယောက်ရဲ့လန်ခွဲမှုကတော့ underground ကလေးကအားပေးလာကြတဲ့ fan တွေအတွက်တကယ်ကိုထိတ်လန့်စရာတဲ့ဖြစ်ခဲ့ကြပါတယ်။နန်းစုရည်ဒီဆိုနဲ့ကြီးဖတ်တို့ပြက်ပြီးနောက်ပိုင်းမှာတော့လွမ်းပိုင်နဲ့နန်းစုရည်ဒီဆိုတို့အတူတူသွားလာနေတာတွေပွဲတွေမှာတွေ့ရတာတွေကြောင့်သူတို့နှစ်ယောက်ဟာတကယ်ပဲချစ်သူတွေဖြစ်နေကြပြီလားဆိုတာမေးခွန်းထုတ်စရာဖြစ်လာပါတယ်။အထူးသဖြင့် social media ပေါ်ကသူတို့ရဲ့ချစ်စပွဲဗီဒီယိုလေးတွေကတည်တည်ပြနေတယ်လို့ပဲဖြစ်နေပါတယ်။အချစ်ဆိုတာမျိုးကတော့တကယ်တော့ခက်မှန်းရအရန်ခက်ပါတယ်။လွမ်းပိုင်ကဘော်ဘီစောစာကိုဖောက်ပြန်ပြီးနော်ဘောအထားနဲ့တကယ်ပဲရှုပ်ခဲ့တာလား။ဒါမှမဟုတ်နန်းစုရည်ဒီဆိုနဲ့ပဲတကယ်ပဲရှုပ်ခဲ့တာလားဆိုတာဘယ်သူမှတော့အတိအကျမသိရသေးပါဘူး။လွန်ပိုင်ကတော့သူ့ရဲ့ကိုရေးကိုယ်တာကိစ္စတွေကိုတိတ်ပြီးထုတ်ပေါ်ပြောလို့မရှိပေမဲ့လက်ရှိမှာတော့နန်းစုရည်ဒီဆိုနဲ့ပျော်ရွှင်နေပုံရပါတယ်။ခုလက်ရှိမှာတော့လွန်ပိုင်ဟာဂီတလောကမှာရောတရုတ်ဆောင်လောကမှာပါသချင်းအသစ်တွေနဲ့နာမည်ကြီးရုပ်ရှင်တွေနဲ့အတူအောင်မြင်မှုတွေစတိုက်ရရှိနေစေဖြစ်တယ်လို့နန်းစုရည်ဒီဆိုကလည်းအလားကုန်လုပ်ငန်းနဲ့တရုတ်ဆောင်အလုပ်တွေမှာအာရုံစိုက်နေတာကိုတွေ့ရပါတယ်။ဒါပေမဲ့ပရိသတ်တွေအားလုံးသိရှိကြတဲ့အတိုင်းပဲအမှုပညာရှင်တယောက်ချင်းစီရဲ့ဘဝမှာကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကိုယ်ပိုင်လွတ်လပ်ခွင့်တွေရှိကြတာမို့ပရိသတ်တွေအနေနဲ့သူတို့နှစ်ဦးစလုံးရဲ့ရွေးချယ်မှုကိုလေးစားပေးဖို့လိုအပ်ပါတယ်။ဟုတ်ကဲ့ပါလွန်ပိုင်နဲ့နန်းစုရည်ဒီဆိုတို့ဟာကျမတို့ပရိသတ်တွေရဲ့နှလုံးသားထဲမှာအမတ်တရားတွေအများကြီးနဲ့ရှိတဲ့ဇုံတွဲတစ်ခုအဖြစ်အမြဲတမ်းတည်ရှိနေမှာဖြစ်ပါတယ်။ပရိသတ်ကြီးကရောသူတို့နှစ်ယောက်ကို official တွေ့စေချင်လားဒါမှမဟုတ်တငယ်ချင်းတွေအနေနဲ့ပဲတွေ့စေချင်လားဆိုတာပြောတော့ပေးကြပါဦးနော်။နောက်ထပ်ဆယ်လီသတင်းတွေနဲ့စိတ်ဝင်စားစရာအကြောင်းတွေကိုသိချင်နေဆိုရင်တော့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မမေ့ကြပါနဲ့ဦးနော်။ဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးကြတဲ့ပရိသတ်တွေကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်။